အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ကွန်ပျူတာ channel လေးမှာနောက်ဆိုရင်ကျွန်တော်ကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကွန်ပျူတာဘိုးတိုင်းကြီးတွေဘာသာဘို့ဘယ်နေရာပြတ်တယ်ဘယ်လိုပါလောက်လဲဆိုတော့ကျွန်တော်တခုချင်းစီတင်သွားပြရဖြစ်ပါတယ်အဲ့ဒီကွန်ပျူတာပြုလုပ်ခြင်းဝါသနာပါတဲ့ညီကိုတွေကတော့ပင်ကင်နာသမားတွေတော့အသုံးဝင်မှာပေါ့နော်ကျွန်တော်အခြေခံနေစပြီးတော့ဒီမီတာတိုင်းကြီးတွေမီတာဘယ်လိုတိုင်းရလဲဆိုတာတွေအစကျွန်တော်တင်သွားပြပါမယ်နော်မာသာဘော့ကဘယ်လိုမျိုးဒီဥစ္စာဒီထဲမှာဘယ်လောက်ပေါဝင်လဲဘယ်လိုမျိုးတိုင်းရလဲမာသာဘော့မျိုးစားဘယ်လိုလဲအစကျွန်တော်ပြသွားပြမှာဖြစ်ပါတယ်နော်ဒီလူပိုတွေကအစကျွန်တော်ပြသွားပြမှာပေါ့နော်ဒီလူပိုမှာဘိုးကဘယ်လိုတိုင်းရလဲဘိုးကဘယ်လိုမျိုးပင်ရဘယ်လို short လိုက်ရဆိုတာအစကျွန်တော်တင်သွားပြမှာပေါ့နော်ဟုတ်ကဲ့ခုကျွန်တော်ပြပေးမှာတော့ကျွန်တော်တို့ desktop တွေမှာသုံးပြတဲ့ဒီ laptop တွေမှာသုံးပြတဲ့ power supply ကိုတော့ကျွန်တော်တို့ကဒါပြစ်တာတော့ကျွန်တော်ကကြာပြီပဲเนาะမသုံးဝင်ပြစ်တာတော့ကြာပြီအဲ့ဒီမသုံးဝင်ပြစ်တာကြာတယ်ဥစားကောင်းလားမကောင်းလားကျွန်တော်စမ်းသပ်ဖို့ပေါ့เนาะဒါဒီကွန်ပျူတာ desktop နေလို့ပို့ပြီးအကြောင်းအရာနဲ့ပတ်သက်တဲ့တငယ်ချင်းတွေကတော့စိတ်ဝင်စားရင်တော့တငယ်ချင်းတို့တဲ့အကျိုးရှိမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြတဲ့အကြောင်းအရာတငယ်ချင်းတို့ရဲ့အကျိုးရှိမှာဆိုရင်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်အားပေးကြပါအောင်နော်ဟုတ်ကဲ့ကျွန်တော်အခုဒါဒီ power supply ကကောင်းလားမကောင်းလားဆိုကျွန်တော်စမ်းသပ်မှာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီမှာကျိုးထည့်မှာပေါ့နော် power supply အတွက်ကျိုးထည့်မယ် power supply ကိုကျိုးထည့်မယ်နော်ကျွန်တော်တို့ကျိုးထည့်မယ်ဆိုတော့ဒီမှာအပေါက်သေချာကြည့်ပြီးတော့ထည့်ပါနော်ဟုတ်ကဲ့ကျွန်တော်ဒီမှာထည့်လိုက်ပါနော် power supply နောက်ပြီးတော့ကျွန်တော်တို့ဒီ power supply မှာစမ်းသပ်ဖို့ကျွန်တော်ဒီမှာဝါကျိုးလွတ်လေးတစ်ချောင်းလွတ်မယ်နောက်ပြီးတော့ဒီမှာထည့်ရတော့ကျွန်တော်တို့အစိမ်းနဲ့အမဲဟိုပါနော်အစိမ်းနဲ့မဲဒီအလဲနှစ်ပင်ကျွန်တော်တို့ကထည့်ရအောင်နော်အဲ့ဒါလေးသေချာထည့်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအမွေရောင်ထည့်လိုက်ပြီနော်အမွေရောင်လေးထည့်လိုက်ပြီဒါတေချာတက်ပေါ့နော်တေချာတက်မှပဲကျွန်တော်တို့ဒါ power supply ကောင်းမကောင်းကျွန်တော်တို့စမ်းသပ်တဲ့နည်းပေါ့နော်ဒီလိုထည့်ယူရဆိုကျွန်တော်တို့ဒီမှာမီပလက်ထိုးကြည့်မှာပေါ့နော်မီပလက်ထိုးကြည့်မယ် power supply ကောင်းမကောင်းသိဖို့ power supply ကောင်းမကောင်းသိဖို့ power supply ကောင်းမကောင်းသိမီပလက်ပြန်ထိုးကြည့်မယ်ဒီလိုလေဆိုရင်ကောင်းတော့ပေါ့နော် power supply ဟုတ်ကဲ့ဒါ power supply ကိုစမ်းသပ်တဲ့နည်းပေါ့နော်ဒါ power supply ကိုဒီလိုမျိုးစမ်းသပ်လို့ရတာပေါ့နော်မီးကြိုးအဓိကကတော့ကျွန်တော်ဒီမှာအဓိကမရတော့ဒီမှာအမဲပင်နဲ့အစိမ်းပင်ပဲဖြစ်တော့ပေါ့နော်အလေဆုံးပင်နှစ်ပင်ယူရမှာနော်ဒီဘေးတော့အမဲတွေမဟုတ်အစိမ်းဘေးနာကအစိမ်းဘေးအလေကပေါ့နော်ဒီကောင်နဲ့တက်အမဲကိုယူရမယ်ဒီမှာအစိမ်းတစ်ပင်နဲ့အဲ့ကောင်နဲ့ခုထိုးပြီးတော့စမ်းတော့ပေါ့နော် power supply ကောင်းမကောင်းဒီလိုမျိုးပြန်စမ်းသပ်လို့ရတာပေါ့နော်နောက်တနည်းစမ်းသပ်နေကျွန်တော်ပြသွားပေးမှာဖြစ်ပါတယ်နောက်တနည်းစမ်းသပ်နေကျွန်တော်ပြသွားပေးမှာပေါ့နော်ဟုတ်ကဲ့ဒီမှာကျွန်တော်ဖြုတ်လိုက်မယ်နော်ဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒါလေးဒီကောင်လေးတွေဆောင်းလာစေချင်ပေါ့နော်ကွန်ပျူတာတွေ desktop တွေပြင်နေလို့ဆိုဒါလေးဆောင်းလာခြင်း24ပင်နေပြီနော်ဆောင်းတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကထိုးထည့်လာမှာအဆုံးထိရောက်အောင်တော့ထိုးထည့်ပါနော်ဒီကောင်မျိုးဆုံးထိရောက်အောင်ထိုးထည့်ပါတော့ပြီးရင်ကျွန်တော်တို့ဒီမှာစပ်ဖွင့်ပါနော်ဒီမှာတော့မီလာနေပြီနော်ဒီမှာမီလာနေပြီမီစိမ်းရတော့လာနေပါနော်ဒီမှာဒါမှဒီမှာ power supply မလဲသေးဘူးနော် power supply လေးကိုတော့ကျွန်တော်တို့ဒီမှာ power supply လေးကိုတော့ကျွန်တော်ဒီမှာခလုတ်လေးဖွင့်မိအောင်နော်ဒီဘက်ထောက်မှာတွေ့တာ
on off ဆိုတာရှိတယ်အဲ့ on off လေးဖွင့်ပေးလိုက်မှာပေါ့နော်ကျွန်တော်တို့ဒီမှာမီးတွေလာပြီနော် on off ဖွင့်လိုက်တယ်နော်ဒါကျွန်တော် power supply ကောင်းမကောင်းဒီလိုနီးနေတယ်စမ်းတက်လို့ရတာပေါ့နော်ဒီလိုမျိုးနီးစမ်းတက်လို့ရအောင်ကျွန်တော်တို့ကွန်ပျူတာတွေပြင်တဲ့လူတွေ desktop တွေပြင်တဲ့လူဆိုတစ်ကောင်လေးဝယ်ထားတင်တော့ပေါ့နော်ဒီလိုနည်း power supply လေးစမ်းတက်လို့ရပါဘောနော်ဟုတ်ကဲ့ဒါကတော့ power supply စမ်းတက်နေပါတော့ကောင်းမကောင်းဆိုတော့ကျွန်တော်တို့ဘယ်လိုစမ်းတက်လို့ရလဲဆိုတော့ကျွန်တော်ကပြသပေးတာဖြစ်ပါတယ်เนาะတချို့ကွန်ပျူတာတွေ desktop တွေပြင်တာစိတ်ဝင်စားတဲ့လူတွေတော့ဒါလေးတွေကြည့်ကြပညာတစ်ခုရပါဘောเนาะဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel လေးမှာဆိုရင်နောက်ဆိုရင်လည်းကျွန်တော်ဒီ power board တိုင်းကြီးတွေ board တိုင်းကြီးတွေเนาะဒီမီတာတွေဘယ်လိုသုံးရတယ်ကျွန်တော်အရှိမပြောခဲ့သလိုမျိုးဒီ desktop တွေ loop တွေကိုဘယ်လိုတိုင်းရလဲဆိုတာတွေအစားကျွန်တော်ပြတော့တစ်ဆင့်စီတေချာပြပြီးတင်ပြပေးမှာပေါ့နော်ဟုတ်ကဲ့ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်အားပေးကြပါအောင်လို့နော်ကျေးဇူးတင်ပါတယ်ခင်ဗျာ